မင်္ဂလာပါကျွန်တော်နာမည်အောင်နိုင်လို့ခေါ်ပါတယ်ကျွန်တော်ကချောင်းစုံမြို့နယ်တက်ကိုကျေးရွာဝေကျက်ရက်ွက်ဘလူးယွန်းတော်သားလေးပါခင်ဗျာကျွန်တော်အောင်နိုင်ဒီစီးရဲနွမ်းပါလာတဲ့မိသားစုကနေပေါက်ပွားလာတဲ့လူတစ်ယောက်ပါဘာကြောင့်ဒီလိုမျိုးပစ္စည်းတွေပြောင်းလဲတုံးဆွဲရတဲ့အကြောင်းရင်းကကျွန်တော်ဘဝတိုးတက်ပြောင်းလဲခြင်းလို့ပစ္စည်းပြောင်းလဲတုံးရခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘာကြောင့်ဒီပစ္စည်းတွေတုံးရတယ်လေနေ့စီမဖြစ်မနေတုံးဆွဲနေရတဲ့သွားတိုက်စီရေချိုးဆက်ပြခေါင်းလျှော်ရည်ဒီအရာတွေဒီမရှိမဖြစ်လိုအပ်နေတဲ့နေ့စဉ်တုံးပစ္စည်းဖြစ်ပါတယ်မိမိတုံးတဲ့ပစ္စည်းမိမိအတွက်အကျိုးရှိလို့ပစ္စည်းပြောင်းတုံးရခြင်းဖြစ်ပါတယ်အောင်နိုင်ဒီပိတ်ဆန်ရှိပြီးဒီပစ္စည်းတွေကိုတုံးဆွဲရတာမဟုတ်ပါဘူးပိတ်ဆန်ရှိခြင်းလို့ငွေရှိခြင်းလို့ဒီပစ္စည်းတွေပြောင်းလဲတုံးရခြင်းဖြစ်ပါတယ်ခင်ဗျတကယ်လို့ဒါအောင်နိုင်ပိတ်ဆန်ရှိခဲ့မယ်ဆိုလို့ရှိရင်တူတွေလူများသိတယ်အောင်နိုင်ဒီအရန်ကိုစီးရဲနွမ်းပါလာတဲ့မိသားစုကနေပေါက်ဖွာလာတဲ့လူတူဆိုတာလူတိုင်းသိကြတယ်ဘာကြောင့်ဒီပစ္စည်းတွေပြောင်းတုံးရခြင်းဒါပဲနို့ပဲဝါနို့ဓာတ်စာအာရဓာတ်စာမြင့်မားစွာကြီးမားတန်ဖိုးရှိတော့ဓာတ်စာတစ်ခုဖြစ်တယ်ဒါဆိုလို့ရှိဝေကီဝေရအစာအိမ်ယောဂသမားတွေအတွက်အရန်ကိုကောင်းမွန်လှတဲ့ပစ္စည်းတစ်ခုဒါကျင်စင်းကြီးကော်ဖီလူတိုင်းသိတယ်ဘာကြောင့်ဒီပစ္စည်းတွေပြောင်းလဲတုံးဆွဲရတယ်လဲငွေပြန်ရချင်လို့ဘဝတိုးတက်ပြောင်းလဲချင်လို့ဒါဆိုလို့ရှိရင်တစ်တီးစုံဖြော်ရည်63မျိုးဘီယံဖြစ်ပါတယ်အာရှမှာဆိုလို့ရှိရင်နံပါတ်1ကောင်းဆုံးဓာတ်စာတစ်ခုဖြစ်တယ်ဒါတစ်တီးစုံဒါဆိုလို့ရှိရင်အောင်နိုင်ဒီပိုက်ဆံရှိလို့ဒီဓာတွေကိုတုံးဆွဲတာမဟုတ်ဘူးဒီပစ္စည်းတွေတုံးဆွဲတဲ့အတွက်ကြောင့်မို့အောင်နိုင်ဒီအစဉ်ပြေလာတာဒီစုလျင်ကုန်ပစ္စည်းကြောက်ပါဒါကြောင့်မို့မိတ်ဆွေညီကိုမောင်နှမတို့မိမိတုံးတဲ့ပစ္စည်းမိမိငွေပြန်ရမယ်ဆိုလို့ရှိရင်လူတိုင်းမစင်းရဲတော့အခုဆိုလို့ရှိရင်ပိုဆိုးတဲ့ကုန်ကြရိုက်တဲ့အရန်ကိုမှဈေးကြီးနေတယ်ဒီလိုမျိုးကုန်ကြရိုက်ဈေးကြီးနေတဲ့အချိန်မှာကိုတုံးတဲ့ပစ္စည်းတွေကိုပြန်ရမယ်ဆိုလို့ရှိရင်လူတိုင်းစင်ပြေတယ်။ဘာကြောင့်လဲအရင်တော့ကကျွန်တော်အပြင်မှာတုံးဆွဲလာတာသူများချမ်းသာဖို့အတွက် Big C Lotus 7မှာကျွန်တော်တို့ဘယ်လောက်ပဲဝယ်ငငယ်ကနေအရွယ်ငငယ်ကနေအခုကြီးလာတဲ့အချိန်ထိဝယ်တုံးနေတာ Big C Lotus 7အပြင်ဈေးဆိုင်မှာကျွန်တော်တို့ငွေတစ်ချက်တစ်ပြားပြန်ရဘူးလို့လားကျွန်တော်ပြန်မေးတယ်သူများချမ်းသာသွားတယ်ကျွန်တော်တို့ရဲ့ဝင်ငွေဒီ3စရိုက်လောက်သွားတာအဲ့ဒီမျိုး3စရိုက်တွေကိုတစ်နှစ်ပြီးတစ်နှစ်10နှစ်ပြန်လဲမေးကြည့်ပါဒီငွေတွေဘယ်ရောက်သွားတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အလုပ်သမားကဝင်ငွေဒီထုတ်လုပ်သူစီကနေစီးစင်းသွားနေတာပိတ်ဆန်တွေပြန်မေးကြည့်တော့ကျွန်တော်တို့အတွက်တစ်ချက်တစ်ပြားမှတစ်ခါတလေမကြံဘူးဒီရင်တော့ကဆိုလို့ရှိရင်အပြင်ပစ္စည်းတွေတုံးနေတဲ့အချိန်အဲ့ဒါကြောင့်သူများချမ်းသာသွားတာကိုကျွန်တော်တို့ဝယ်တုံးဖို့ပိတ်ဆန်ရှိတယ်မိမိအတွက်ချမ်းသာဖို့အတွက်မိမိပိတ်ဆန်ဝယ်ဖို့မရှိဘူးဆိုလို့ရှိရင်မဖြစ်တော့ကျွန်တော်ရဲ့အတွေးတွေပြောင်းလဲလာတယ်အဲ့ဒီကလေးကနေကျွန်တော်ဒီပစ္စည်းတွေကိုပြောင်းလဲတုံးဆွဲခြင်းနဲ့ကျွန်တော်အတွက်အကျိုးရှိတယ်ဒီຢာတွေကိုကိုတုံးတဲ့ပစ္စည်းကိုအတွက်အကျိုးရှိတယ်ကိုအတွက်အကျိုးရှိတာနဲ့ကိုအတွက်အကျိုးမရှိတာနဲ့ဝယ်တုံးရခြင်းတူငွေပြန်ရခြင်းမတူပါငွေပြန်ရတဲ့နေရာနဲ့ငွေပြန်မရတဲ့နေရာနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်မိတ်ဆွေညီကိုမောင်နှမတို့ဘယ်နေရာကိုရွေးချယ်ပြီးတုံးဆွဲမှာလဲပစ္စည်းတုံးခြင်းအတူအောင်မြင်မှုရခြင်းမတူပါပစ္စည်းတုံးခြင်းအတူအကျိုးရလိုက်ရခြင်းမတူပါပစ္စည်းတုံးခြင်းအတူအောင်မြင်မှုရခြင်းမတူပါအပြင်မှာပဲတုံးနေတာ Big C Lotus 7အပြင်ဈေးဆိုင်မှာအဲ့ဒါအောင်မြင်မှုအကျိုးရလဘာမှကျွန်တော်တို့အတွက်ခံစား권မရှိဘူးအခုစူလျံပစ္စည်းတွေပြောင်းလဲတုံးဆွဲတဲ့တူတိုင်းအောင်မြင်ချမ်းသာသွားတာအများကြီးစူလျံကုန်ပစ္စည်းတွေကိုအစတစ်ချက်ဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်မတုံးနိုင်ပေမဲ့ဘာမှမဖြစ်ပါဘူးသွားတိုက်စေးတဘူးကိုပဲဝယ်တုံးကြည့်ပါကောင်းမယ်သူဆိုလို့ရှိရင်မိတ်ဆွေညီကိုမောင်နှမကိုပြန်လဲပြောပြယုံနဲ့အောင်မြင်နိုင်တဲ့စီးပွားရေးတစ်ခုဒီကျွန်တော်တို့စူလင်ကုမ္ပဏီပစ္စည်းကောင်းလို့တာကျွန်တော်တို့ဒီလိုမျိုးရပ်တည်နေနိုင်တာတကယ်လို့ပစ္စည်းမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအချိန်ထိရပ်တည်နိုင်ဘူး
苏联公民的古城所落是20年过年等等一地难开的苏联公必须的叫吧。大家冇没水，你个嘛那过夜不啊，都得表来起来所落是，过冬的必须过对，就是的必须有月切东西进来。就那所落是路来地的，就那也有的路来地的，就那的一样啊，新月的路掉吧。把叫地路没有一地年难开的苏联公民叫吧。တကယ်လို့ဒါကျွန်တော်စူလျံကုန်ပစ္စည်းတွေကိုမပြောင်းလဲတုံးဆွဲဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဘဝဒီတူများအလုတ်သမားဘဝမှာပဲအခုချိန်ထိရပ်တည်ဒါကျွန်တော်ဒီကိုယ့်ရဲ့ဘဝတိုးတက်ပြောင်းလဲဖို့အတွက်တူများအလုတ်သမားဘဝကနေလွတ်မြောက်ဖို့အတွက်ကိုယ်ပိုင်စည်းဝါးရေးဖြစ်တည်ဆောက်တင်ကြားနေတာမိတ်ဆွေညီကိုမောင်နှမတွေကျွန်တော်ထက်စပေါင်းများစွာတာတယ်ကျွန်တော်ထက်စပေါင်းများစွာပညာတွေအများကြီးရှိတယ်ကျွန်တော်ထက်စပေါင်းများစွာမိတ်ဆွေတို့အည်ချင်းရှိတယ်ကျွန်တော်ထက်စပေါင်းများစွာမိတ်ဆွေတို့အတွေ့အကြုံအများကြီးရှိတယ်ကျွန်တော်ဒီဘာမှမရှိတဲ့လောကကနေကျွန်တော်ဖြတ်တန်းလာတာဘဝအတွေ့အကြုံတစ်ခုနဲ့ပဲဖြတ်တန်းလာတာငွေရှိမယ်ဆိုလို့ရှိငွေရှိလားမေးရင်ငွေမရှိပါချမ်းသာလားဆိုလို့လူတိုင်းသိတယ်အောင်နိုင်မချမ်းသာဘူးဒါကြောင့်မို့မိတ်ဆွေညီကိုမောင်မတို့ကျွန်တော်ထက်စပေါင်းများစွာတာတယ်ကျွန်တော်တော့မှလှုပ်လို့ရရင်မိတ်ဆွေညီကိုမောင်နှမတို့ကျွန်တော်ထက်စပေါင်းများစွာအောင်မြင်ချမ်းသာလို့ရတယ်ကျွန်တော်ယုံကြည်တယ်မိတ်ဆွေညီကိုမောင်နှမတို့ဒါအခုတုံးတဲ့ပစ္စည်းမိတ်ဆွေတို့နံပါတ်1မိတ်ဆွေတို့ကျမ်းမာရေးရမယ်ဒီဗီတာမင်စီတွေတုံးဆွဲတဲ့တူတိုင်းကိုကျမ်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်ခံအားတန့်စွမ်းစေတယ်ဒီဗီတာမင်စီကျင်းစင်းမြစ်တွဲတိုးသမားတွေစီးကြိုသမားတွေညောင်းရကြိုက်ခဲအိမ်အောင်တုကစင်မပြေတဲ့လူတိုင်းတောက်တုံးကြီးပါလူတိုင်းစင်ပြေစေရမယ်ဒါလူရမဖြစ်မနေမိမကိုဒါဆေးရည်တုံးကြီးပါတုံးဆွဲတဲ့လူတိုင်းကိုအတွက်ယုံကြည်မှုပြဝဝခံစားရတယ်ဒါရေချိုးဆက်ပြရေမွေးရေချိုးဆက်ကျမ်းမာရေးနဲ့လည်းညီညွတ်တဲ့အသားရည်စိုးပြေလန်းဆန်းစေတယ်ဒါခေါင်းလျှော်ရည်တကယ်လို့ဒါဒီမှာကျွန်တော်တို့စူလျံမှာမဝဲတုံးရင်လေအပြေမှာဝဲတုံးရမှာပဲအပြင်မှာဝယ်တုံးတာလဲပိတ်ဆံပေးပြီးဝယ်တုံးရတယ်စူလျံပစ္စည်းတွေဝယ်တုံးရင်လဲပိတ်ဆံပေးပြီးဝယ်တုံးရမယ်ဝယ်တုံးခြင်းအတူတူငွေပြန်ရခြင်းမတူပါဘာကြောင့်ငွေပြန်ရတယ်လဲဆိုလို့ရှိရင်ဒီကုန်ပစ္စည်းတွေအလုံးဒီ TV မှာမကြော်ညာပါမိမိကိုယ်တိုင်ကြော်ညာမယ်မိမိကိုယ်တိုင်ကိုယ်စလဲမိမိကိုယ်တိုင်ရုပ်ရှင်ကြောညာမင်းသားမင်းသမီးဖြစ်ပြီးတော့ကိုယ်တိုင်ရမယ်ဆိုလို့ရှိရင်လူတိုင်းအောင်မြင်ချမ်းသာလို့ရတယ်မိတ်ဆွေကတော့မိတ်ဆွေတို့ရဲ့မိတ်ဆွေညီကိုမောင်နှမတို့ကြောညာကားတွေကြောညာသမားတွေမချမ်းသာဘူးလားကြောညာမင်းသားမင်းသမီးကိုယ်စလေတွေမချမ်းသာဘူးလားလက်ကလက်လီတွေမချမ်းသာဘူးလားလူတိုင်းချမ်းသာသွားကုန်တာအဲ့ဒီနေရာမှာချမ်းသာတဲ့နေရာမှာမိတ်ဆွေညီကိုမောင်နှမတွေလောက်ခွေရမယ်ဆိုလို့ရှိမိတ်ဆွေညီကိုမောင်နှမတွေလည်းချမ်းသာနိုင်တယ်လို့ကျွန်တော်ယုံကြည်ဒါကြောင့်မို့ပစ္စည်းသုံးခြင်းတူမှန်ကန်မှုရွေးချယ်မှုမှန်ကန်ကြစေခြင်းတယ်ကျွန်တော်လည်းအရင်တုန်းကမယုံကြည်ခဲ့ဘူးအခုကျွန်တော်ကိုလာပြီးမိတ်ဆက်ပေးတယ်ငွေတုံးပစ္စည်းတုံးပြီးငွေပြန်ရတယ်ကျွန်တော်တခါမှမကြားဘူးတဲ့အရာတွေကျွန်တော်ကြားရတော့ကျွန်တော်ယုံကြည်မှုမရှိဘူးယုံကြည်မှုမရှိတော့ကျွန်တော်အောင်မြင်တဲ့တူတွေစီဌာနဆိုင်အေဂျင်စီလိုက်သွားတယ်ကျွန်တော်ပြန်လာတကယ်ပဲလားလူဆိုတာကျွန်တော်တို့ပြောသမျှကျွန်တော်အားလုံးယုံကြည်လို့မရဘူးကိုယ့်ရဲ့မျက်စိကိုယ့်ရဲ့နာကိုယ်တိုင်တွားတွေးမှတာလင်ကိုယုံကြည်မိဒါကြောင့်ကျွန်တော်ကိုယ်တိုင်တွားတွေးတယ်ပြန်လေ့လာတယ်တကယ်ပဲလားအခုကျွန်တော်ရပ်တည်နေတာ10နှစ်ကျော်သွားပါပြီအဲ့ဒီ10နှစ်ကျော်တဲ့ကျွန်တော်တုံးလာတဲ့ပစ္စည်းတွေကျွန်တော်ငွေပြန်ရပြီးတော့အခုချိန်ထိရပ်တည်နေနိုင်တာစူလျံစီးပွားရေးဒီနည်းနည်းကနေများကိုတိဆောက်တာသေးကနေကြီးကိုတိဆောက်တာစိတ်ရှည်ဖို့ပဲလိုတယ်စိတ်ရှည်တဲ့သူနေရာရှိတယ်ဆိုအောင်မြင်တဲ့သူတွေအများအားပြောတယ်တီးခံတဲ့သူနေရာရှိတယ်တီးမခံတဲ့သူနေရာမရှိဘူးတဲ့ဒါကြောင့်တီးခံမှာကိုယ့်ရဲ့ဘဝအတွက်အောင်မြင်တိုးတက်ခြင်းပဲဆိုလို့ရှိရင်တီးခံရမယ်စိတ်ရှည်ရမယ်ဒါကြောင့်မို့ပစ္စည်းပြောင်းတုံးပြီး
မိမိတို့ရဲ့ဘဝတိုးတက်ပြောင်းလဲခြင်းနဲ့ဆိုလို့ရေစုလင်ကုမ္ပဏီစီးပွားရေးကိုရွေးချယ်လို့ပါလို့ပြောကြရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ